ရိုနယ်ဒိုစီကိုပဲဘောလုံးပေးရမယ်ဖိရမရှိပေါ်တူဂီအသင်းသားတွေရဲ့စိတ်သက်2026ကမ္ဘာဗလာမှာပေါ်တူဂီအသင်းရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးဝေဖန်မှုတွေထပ်ပေါ်လာချိန်မှာပဲတိုက်စစ်မှုတအုပ်ဖြစ်တဲ့ Francisco Conceição ကအသင်းရဲ့အတွင်းပိုင်းအခြေအနေတွေကိုပုံမှန်နေနေပြောဆိုလာပါတယ်။ရိုနယ်ဒိုစီကိုပဲဘောလုံးပေးရမယ်ဆိုတဲ့ဖိအားမျိုးကျွန်တော်တို့မှလုံးဝမရှိပါဘူးလို့ Conceição ကဆိုပါတယ်။ပေါ်တူဂီအသင်းဟာရိုနယ်ဒိုလိုကမ္ဘာအဆင့်ကစားသမားကြီးတယောက်ကိုပိုင်ဆိုင်ထားပေမဲ့အသင်းရဲ့ကစားကွက်ဟာလူတယောက်တည်းအပေါ်မှာမိခိုနေတာမျိုးမဟုတ်ဘူးဆိုတာကိုသူကအလေးပေးပြီးတော့ပြောကြားသွားပါတယ်။သူကဆက်ပြီးတော့ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကအသေးအောင်မြင်ဖို့ပါ။အခွင့်အရေးရှိရဲ့လူအကောင်းဆုံးအနေထားပါရှိတဲ့သူကိုပဲဘောလုံးပေးရမှာပါ။ဒီစကားဟာအသင်းအတွင်းမှာရိုနယ်ဒိုနဲ့လူငယ်ကစားသမားတွေကြားအဆင်ပြေမှုရှိပြီးအသင်းလိုက်ကစားပုံကိုပဲဦးစားပေးနေတယ်ဆိုတာဖော်ပြနေတာပါဒီယာဂုံနဲ့ပွဲမှာဂိုးပေါက်ပြောက်စောခဲ့ပြီးနောက်ပိုင်းပေါ်တူဂီအသင်းပေါ်ဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးမြဲကွန်စီဆောင်းရဲ့ဒီစကားတွေကတော့ပေါ်တူဂီအသင်းရဲ့စူးစီးမှုကိုဖော်ပြနေပါတယ်အသင်းကောင်းဆောင်နဲ့သူရဲ့အတွေ့အကြုံနဲ့လူငယ်ကစားသမားတွေရဲ့တက်ကြွမှုကိုပေါင်းစပ်ပြီးတော့ဥဇဘက်ကစ္စတန်ရဲ့ပွဲမှာသူတို့ဘယ်လိုကစားတော့မလဲဆိုတာစိတ်လှုပ်ရှားစရာဖြစ်လာမှာပါ